အဲ့ဒါ original gate မပါတဲ့အတန်နော်အခုဒါဆိုရင်ဒါ gate နဲ့အတန်လုံးဝစနေပဲကြံခဲ့တယ်ပါနော် gate ကတော့ကျွန်တော်တို့ဒီ microphone ရဲ့ line ထဲမှာပါလာတဲ့ဒီ microphone နဲ့အဝေးဆုံးအတန်တွေကိုဖြတ်ချပေးနိုင်တယ်ပေါ့ဗျာအနီးဆုံးအတန်ကိုပဲယူထားတယ်ဖြစ်သွားတာတကယ် live sound တွေမှာဆိုရင်တော့ gate ကလုံးဝမရှိမဖြစ်ပဲ dynamic effect တွေမှာအများကြီးတော့ရှိတယ်ဒါပေမဲ့တကယ်တမ်းဆိုကျွန်တော်တို့ဒီ၄မျိုးလောက်နဲ့ပဲ control လုပ်တာများတယ်ဒီ compressor ရှိတယ် limiter ရှိတယ် expander ရှိတယ် gate ရှိတယ်အခုကျွန်တော်တို့ပထမအဆုံး gate ကိုတင်ပါပါနော် dynamic effect ၄ခုမှာဒီ compressor ကဘာလဲဆိုရင်ဒီကျွန်တော်အတန်အမြင့်ဆုံးအတန်တွေကိုဖိချပေးမှာဖိပြီးထိန်းတာမှာဖိထိန်းမှာအောင်နော်အဲ့လိုပဲသူနဲ့ပုံစံတူနောက်တစ်ခုကကျတော့ expander အနှိမ့်ဆုံးအတိုးဆုံးအတန်လေးတွေကိုထပ်ပြီးတော့ဖိချပေးမှာဒါ expander နော်နောက်တစ်ခါကျတော့ limiter လို့ခေါ်တယ်ပေါ့နော် limiter ဆိုတာကျွန်တော်ကဘောင်ခတ်လိုက်တာဘယ်ဆိုအပေါ်ဆုံးအမြင့်ဆုံးအကျယ်ဆုံးရောက်လာတဲ့ကောင်တွေကိုသူကဖြတ်ထုတ်ပြင်မှာဒါကတော့ limiter ပေါ့နော်အဲ့ဆိုနောက်တစ်ခုကဘာလဲဆိုရင် gate ပေါ့နော် gate လို့ gate ကဘာလဲဆိုအတိုးဆုံးအကျယ်ဆုံးပုံနော်သူကအကျယ်ဆုံးရဲ့ဆန့်ကျင်ဘက်အတိုးဆုံးလေးတွေကိုကျွန်တော်ကဖြတ်ထုတ်မှာအဲ့ဆိုအခုကကျွန်တော်တို့ gate ကိုအရင်စတင်မှာပေါ့နော်အဲ့ဆိုအခုဒီမှာ gate ကဘာကိုပြောချင်တာလဲဆိုရင်ဒီအခု animation video မှာမြင်ရတဲ့အတိုင်းပေါ့နော် kick ရဲ့ line ထဲမှာတခြားအတန်တွေလည်းပါတယ်ဒါပေမဲ့ kick ပဲကျွန်တော်တို့ကယူထားမယ်တခြားအတန်တွေကိုဖြတ်ထုတ်ပလိုက်မယ်ပေါ့နော်အခုကြားရတဲ့အတိုင်းပဲပေါ့နော် kick ရဲ့ line ထဲမှာ hi hat ကြားရတယ် snare လည်းကြားရတယ်နော်ဟုတ်တယ်နော်ကြားရနော်ဒီမှာကြီး dynamic section ပေါ့နော်ကျွန်တော်တို့အခုကဒါ dynamic effect တွေအတန်အတိုးကျယ်ကိစ္စတွေကို control လုပ်မှာပေါ့နော်ခလုတ်က3ခုပဲရှိတယ်ပထမတစ်ခုကဘာလဲဆိုကျွန်တော်တို့က level သတ်မှတ်ပေးမှာအတိုးဆုံး level တွေကိုသွားသတ်မှတ်ပေးမှာကျွန်တော်တို့ဘလောက်အတိုးဆုံး level ဘလောက်ရဲ့အောက်တွေကိုဖြတ်ချမယ်ဆိုတော့သတ်မှတ်ပေးမှာပေါ့နော်နောက်တစ်ခုက rate ပေါ့နော်ကျွန်တော်တို့ဘလောက်အားနဲ့ဖြတ်ချမယ်ဆိုတော့သတ်မှတ်ပေးမယ်ဒီအောက်က release ပေါ့နော် release ဆိုတာဆို gate ကပြန်အထွက်မှာဖက်ခနဲ့တက်ခနဲ့တွေသူကအတန်တစ်ခုမှာပေါ့နော်ဒီအကျယ်ဆုံးပွားနေပြီးတော့ဒီအတိုးဆုံးပေါ့နော်နောက်ဆုံး sustain လေးတွေရှိတယ်ဒီအတိုးဆုံးအတန်လေးကိုဖြတ်ချမယ်ဆို kick ကဒီဖင်မီလေးကလည်းဒါအတိုးဆုံးအစိပ်ပိုင်းထဲမှာပါသွားပြီအဲ့ဆိုဒီဖင်မီပါပြတ်သွားမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ release ပေါ့နော်အချိန်နည်းနည်းနောက်ကျပြီးတော့မှ gate ကိုပြန်ထွက်မှာဒါတော့ release ပေါ့အခု loss ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင် range ပေါ့နော်ကျွန်တော်ဖြတ်ချမဲ့အားလို့ပဲ brother loss အခြေခံအားဖြင့်သတ်မှတ်ထားလို့ရတယ် rate နေကျွန်တော် gate ဆုံးတင်လိုက်မယ်ပြီးလို့ရှိရင်တော့ threshold level သတ်မှတ်ပေးမယ်ပေါ့နော်ကျွန်တော်အတိုးဆုံး level သတ်မှတ်ပေးရမယ်အခုဒီမှာ brother ကြားရတဲ့အတိုင်း kick ရဲ့ line ထဲမှာတခြားအတန်တွေကြားနေရတယ်ပေါ့နော်အကယ်၍ကျွန်တော်တို့ကဒီမှာ threshold ကိုတင်လိုက်မယ်ဆိုရင်တဖြည်းဖြည်းနဲ့ပေါ့နော် kick ပဲကျန်တော့တယ်ကျွန်တော် kick ပဲကျန်တော့တယ်နော်ကျွန်တော်အခု snare ကိုလည်းသွားမယ်ပေါ့နော်ဒီ snare ရဲ့ microphone ထဲမှာလည်းဘာတွေသွားဝင်လဲဆို hi hat နဲ့ kick တွေကသွားဝင်နေတယ်နော်အခု brother snare line ထဲမှာလည်း kick နဲ့ hi hat တွေကြားနေရတယ်နော်ဟုတ်တယ်နော်ဘာလို့ဆိုတော့ကျွန်တော်က snare ရဲ့ mic ထဲကိုလည်းတခြားစူညံတန်တွေအများကြီးကလာဝင်တာဒါပေမဲ့အတန်အကျယ်ဆုံးကသူလဲဆို snare ကအကျယ်ဆုံးပဲဟုတ်မှာ snare ရဲ့ level ဘယ်လောက်ရှိလဲကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ကျွန်တော်တို့ဖမ်းထားတာတော့ -6 ဝန်းကျင်ပေါ့နော်ဒီမှာ snare ရဲ့ level က -6 ဝန်းကျင်နော်အဲsnare မဟုတ်ဘဲနဲ့ဂျားထဲမှာ snare mic ထဲမှာပါလာတဲ့ kick နဲ့ hi hat ရဲ့ noise level တွေပေါ့နော် snare mic ထဲမှာပါလာတဲ့တခြားအတန်တွေရဲ့ level ကိုကြည့်ကြည့်မယ်22ဝန်းကျင်လောက်ရှိတယ်တော့သူလည်းခုနကလိုပဲဒါဆိုကျွန်တော်ခုနကလို22ရဲ့အထက်ပေါ့နော်ထားပါတော့16ဖြစ်မယ်20ဖြစ်မယ်19 18 19တွေဖြစ်မယ်အဲ့ဒီအောက်တွေကိုကျွန်တော်ကသတ်မှတ်ပေးပြီး gain နဲ့ဖြတ်ချလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအောက်ကအတန်တွေကပြတ်သွားမယ်အဲ့20တွေခုနက19 18 16အဲ့ဒါတွေအထက်ကအတန်ကြားမယ်အဲ့ဆို -6 ဖြစ်နေတဲ့စနစ်ကကြံခဲ့မယ်ဒါဆိုလွယ်လွယ်လေးပဲဒါဆိုလို့ရှိရင်ကျွန်တော်ခုနလိုပဲသတ်မှတ်ပေးလိုက်မယ်အဲ့တော့ gate မှာ rate နဲ့အကုန်တင်လိုက်မယ်ကျွန်တော်ကဖိထုတ်ဖြတ်ထုတ်တဲ့အားတွေပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်တော့ကျွန်တော် gate on လိုက်မယ်ပြီးတော့ကျွန်တော် level တစ်ခုသတ်မှတ်ပေးလိုက်မယ်ခုနပြောတဲ့အတိုင်းဒီမှာ20 -21 ကိုရောက်လာပြီနော်ခုန noise level က20ရဲ့အောက်မှာဟုတ်တယ်မလားအဲ့ဆိုကျွန်တော်တို့20ရဲ့အထက်ကိုထပ်တင်ပြီးလဲဆိုတော့ခုနအဲ့ဒီအောက်က noise level တွေမရှိတော့ဘူးပေါ့နော်အဲ့ဆိုsnareပဲကြံခဲ့တဲ့အထိကျွန်တော်တို့ထပ်တင်ပါအဲ့ဆိုsnareပဲကြံခဲ့တော့တယ်အဲ့ဆိုဒါ original gate မပါတဲ့အတန်နော် kick နဲ့ hi hat နဲ့ snare line မှာဝင်နော်အခုဒါဆိုရင်ဒါ gate နဲ့အတန်လုံးဝ snare ပဲကြံခဲ့တယ်ပါနော် okay bro မိုက်ဝိုင်းနော်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ live sound တွေမှာဆိုအများကြီး gate ကအသုံးဝင်ပါပါနော်တခါဒီမှာကျွန်တော်က kick ရဲ့အတန်ကိုတော့တင်တာဟုတ်တယ် kick ရဲ့ line နဲ့ကတခြားအတန်တွေလည်းပါလာတဲ့ကြောင့်တခြားအတန်တွေလည်းကျယ်လာမှာပဲဟုတ်တယ်မလားဒါဆိုကျွန်တော်ကတစ် line ချင်းစီကိုတက်တက်ကြီးက control လုပ်လို့ရပါတယ် kick ရဲ့ line ထဲမှာ kick ပဲရှိတော့တယ် snare ရဲ့ line ထဲမှာလည်း snare ပဲရှိတော့တယ်အဲ့ဆိုလွယ်လွယ်လေးပေါ့နော် gate ကတော့ကျွန်တော်တို့ဒီ microphone ရဲ့ line ထဲမှာပါလာတဲ့ဒီအတိုးဆုံး level တွေကို short ချလိုက်တာပဲနော်
အဲ့ဆိုပို့ပြီးတော့လွယ်အောင်ပြောရရင်တော့ဒီ microphone နဲ့အဝေးဆုံးကအတန်တွေကိုဖြတ်ချပေးနိုင်တယ်ပေါ့ဗျာအနီးဆုံးကအတန်ကိုပဲယူထားတယ်ဖြစ်သွားအဲ့ဆိုကျွန်တော်တို့ level နဲ့သတ်မှတ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တကယ်ယူရဲပေါ့နော်အတန်အကျယ်ဆုံးအတန်ကိုယူပြီးတော့အတိုးဆုံးအတန်တွေကိုဖြတ်ထုတ်လိုက်တယ်ပေါ့နော်နော်ဒါတော့ဒါလုံးဝ gate ကဒါအသုံးဝင်ပေါ့နော်တကယ် live sound နေမှာဆိုရင်တော့ gate ကလုံးဝမရှိမဖြစ်ပဲဒါပေမဲ့ကျွန်တော်တို့ကတခြားဟာတွေမှာတော့ gate သွားထည့်လို့မရဘူးပေါ့နော် gate ကတော့ဒီ kick ကပြီးရင် snare ရယ် tone 1 2 3ရယ်မှာပဲအဓိကထည့်လို့ရမယ်တခြားအတန်တွေရဲ့ level တွေကကျတော့ gate ထည့်ကြရမလို့ဥပမာ bass မှာဆိုလဲ bass ပဲကြားနေရတယ်တခြားအတန်တွေမပါဘူး piano မှာဆိုလဲ organ မှာဆိုလဲတခြားဟာတွေဆိုကြည့်လိုက်သူ့ line မှာသူ့အတန်တွေပဲသူရှိနေတယ်ဟုတ်မှာဒါကြောင့်ဒါမဲ့ဒီ drum မှာကျတော့ဒီမှာ kit ထဲမှာလဲ snare ပါလို့ပါ snare ထဲမှာလဲ kit နဲ့ hi hat တွေပါလို့ပါအဲ့လိုမျိုးကြောင့်ကျွန်တော်တို့ gate ထည့်ရတယ်ဗောနော်ဒါဆို gate ကအများကြီးကျွန်တော်တို့သုံးလို့မရဘူးဗောနော်အဲ့ဆို kit က snare ရယ် tone 1 2 3ရယ်မှာ gate ထည့်လိုက်တယ်ဆိုရင်တော်တော်ကောင်းအောင်မဖြစ်သွားဘူး